အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ Cafe Enneagram နဲ့ကနှွေးထွေးကျင်နာသောချစ်ချင်းမေတ္တာပိုင်ရှင်တွေဖြစ်ကြတဲ့နံပါတ်1ပုံစံတူစုံတွဲတွေရဲ့အကြောင်းကိုရှင်းပြပေးသွားမှာပဲဖြစ်ပါတယ်ကဲဒါဆိုရင်နံပါတ်1ပုံစံတူစုံတွဲတွေမှာတော့ဘယ်လိုမျိုးထူးခြားချက်တွေရှိနေမလဲဆိုတာလေ့လာကြည့်လိုက်ရအောင်နော်အရင်ဆုံးနံပါတ်1ပုံစံတူစုံတွဲတွေရဲ့အပြန်အလှန်နားတဲ့သဘောပေါက်မှုအကြောင်းကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်နံပါတ်1ပုံစံဟာဆိုလို့ရှိရင်နှလုံးပုံစံထဲမှာပါဝင်ပြီးတော့နှလုံးရဲ့ခံစားချက်ပြရောက်ပုံစံပဲဖြစ်ပါတယ်။နံပါတ်1ပုံစံရဲ့ထူးခြားချက်ကတော့စင်နာသဘောကောင်းတဲ့လမ်းပြသင်ယူသူဖြစ်ပါတယ်။တနည်းဆိုရမယ်ဆိုရင်နံပါတ်1ပုံစံရဲ့စိတ်အစွဲကတော့တခြားသူတွေကိုကူညီခြင်းပဲဖြစ်ပါတယ်။တခြားပုံစံတွေနဲ့ရှင်လို့ရှိရင်တော့နံပါတ်1ပုံစံအချင်းချင်းတွဲဆုံနိုင်မှုအခြေအနေကတော့အင်မတန်မှနည်းပါးလာပါတယ်။ပေးရတာကိုနှစ်သက်တဲ့လူနှစ်ယောက်တွေ့ဆုံခြင်းဖြစ်တာကြောင့်အချင်းချင်းလည်းရှင်းလင်းတတ်ကြပါသေးတယ်။အမြဲတမ်းပေးဆက်တဲ့လူကနေလက်ခံတဲ့လူဖြစ်ပြောင်းလဲနိုင်တာကတကယ်ကိုအံ့ဩစရာကောင်းတဲ့ကိစ္စရဲ့ဖြစ်လာပါတယ်။အမှန်တကယ်တော့နံပါတ်1ပုံစံနေတာမကပဲပုံစံတူအချင်းချင်းရဲ့တွေ့ဆုံမှုကတော့တကယ်ကိုမှမလွယ်ကူလာပါဘူး။ပုံမှန်အားဖြင့်နံပါတ်1ပုံစံကမိမိတို့အကြည့်ရှုစောင့်ရှောက်ရမယ့်လူနဲ့ဆက်ဆံရေးကိုတည်ဆောက်လို့ရှိပါတယ်။မိမိကူညီပေးနိုင်တဲ့အခြေအနေမျိုးမဟုတ်ဘူးဆိုရင်တော့ဆက်ဆံရေးကိုကောင်းကောင်းမတည်ဆောက်နိုင်ကြပါဘူး။နောက်တစ်ခုအနေနဲ့နံပါတ်1ပုံစံလူစုံတွဲတွေရဲ့တူးပေါ်တူအပြန်အလှန်ဆွဲဆောင်မှုအကြောင်းကိုပြပြချင်ပါတယ်။နံပါတ်1ပုံစံတွေကမိမိကူညီပေးလိုက်တဲ့လူကမိမိရဲ့အကူအညီကြောင့်တစုံတရာအကျိုးရှိသွားကြောင်းကြားမိရဆိုလို့ရှိရင်ပျော်ရွှင်မှုကိုခံစားရရှိပါတယ်။ဒီအရာကတော့တေချာဝကိုကိုယ်တိုင်အောင်မြင်မှုကိုစုခုရရှိခြင်းနဲ့မခြားလာပါဘူး။တခြားသူရဲ့အောင်မြင်မှုဟာကိုယ်တိုင်ထောက်ပံ့ပေးထားခြင်းဖြစ်တာကြောင့်ကူညီပေးထားတယ်ဆိုတဲ့အဓိပ္ပာယ်မှာအလဟတ်သက်ဖြစ်မသွားပဲအတော်ကောင်းကောင်းလုပ်ခဲ့တယ်ဆိုတဲ့အဓိပ္ပာယ်ရပါတယ်။စိတ်ပိုင်းဆိုင်ရာစုလက်နဲ့အတူလူ့ဖွဲ့စည်းဆိုင်ရာစုလက်လည်းလိုက်ပါလာပြီးအကူအညီလက်ခံသူကိုအမြဲတမ်းကျေးဇူးတင်စရာပြည့်မဲ့ဖြစ်စေသည်ကဂုဏ်ယူစရာကောင်းတဲ့အချက်ပဲဖြစ်ပါတယ်။နံပါတ်1ပုံစံတူအချင်းချင်းတွေ့ဆုံတဲ့အခါမှာလည်းအလွန်ကိုမှလိုက်ဖက်ညီနိုင်ပါတယ်။ရှားသူများကိုကူညီပေးရကနေအခက်ခဲတွေကိုရင်ဆိုင်ကြုံတွေ့ရပြီးခံရကိုအချင်းချင်းမျှဝေပေးတဲ့အခါမှာပြန်လည်ကုစားတဲ့ခံစားချက်ကိုလက်ခံရရှိတာကဆွဲဆောင်မှု direct ဖြစ်လာပါတယ်။ကံကောင်းစွာပဲတယောက်ကိုတယောက်ချစ်ခင်ပြီးလက်ခံနေဆိုတဲ့ပြင်းထန်တဲ့ခံစားချက်ပေါ်ပေါက်လာပါတယ်။တူညီတဲ့ပုံပိုင်းစီရာဆိုရင်တယောက်ကိုတယောက်ဆက်သွယ်ပြီးသမီးရေးစားဆက်ဆံရေးကိုတိုးတက်အောင်လှုပ်ဆောင်ပေးနိုင်ပါတယ်။နောက်တစ်ခုအနေနဲ့နံပါတ်1ပုံစံလူစုံတွဲတွေပရိပခဖြစ်ရတဲ့အဓိကအချက်ကိုပြပြပေးခြင်းပါတယ်။နံပါတ်1ပုံစံတွေဟာရှေ့ထွက်ပြီးလှုပ်ဆောင်ရခြင်းထက်နောက်ကနေပုံရှိုးကွယ်ရှိုးပတ်ဖို့ကူညီပြီးပြုစုပြောင်းထောင်ရင်အကျိုးရလက်ရှာဖွေရတာကိုနှစ်သက်လေးရှိကြပါတယ်။အလုပ်တစ်ခုကိုဆောင်ရွက်တဲ့အခါမှာရှေ့ထွက်ပြီးတော့လှုပ်ဆောင်ခြင်းကအားလုံးကိုထုတ်ဖော်ပြသခြင်းဖြစ်စေပါတယ်။တခြားသူတွေကထိုလှုပ်ရှုံးနေတဲ့အခါမှာထိုလူရှုံးနေသည်လို့ယူဆလေးရှိကြပါတယ်။နံပါတ်1သမားတွေအသုံးပြုတဲ့နီလန်ကတော့ရှေ့မထွက်ပဲနောက်ွယ်မှာအလုပ်လုပ်ဆောင်ခြင်းဖြစ်ပါတယ်။တခြားသူတွေမသိအောင်နောက်ွယ်မှာအလုပ်ကိုဆောင်ရွက်ခဲ့ခြင်းကြောင့်ရှုံးလိုက်တယ်လို့ဆိုတော့လေမိမိရဲ့အရှုံးကိုအလွယ်တကူဖုံးကွယ်လိုက်နိုင်ပါတယ်။တခြားသူတွေမသိတဲ့အတွက်ကြောင့်မို့လို့ဖြစ်ပါတယ်။မိမိရဲ့ရှုံးနေမှုကဘောလောပေါ်လာပြီးအလွန်မင်းရှင်းရွံ့စိတ်ဖြစ်ခြင်းကိုခံစားရခြင်းကနံပါတ်1သမားတွေအတွက်ခက်ခဲပင်ပန်းတဲ့အရာတစ်ခုပဲဖြစ်ပါတယ်။ဒီလိုမျိုးစိတ်အတွေးကိုပိုင်ဆိုင်ထားတဲ့နံပါတ်1ပုံစံလူချင်းဇုံတွဲရဲ့ဆက်ဆံရေးမှာတော့တစ်ခုခုကမသိတော်ဖြစ်စေတယ်လို့တွေးထင်မိစေပါတယ်။နောက်မှာလည်းပုံပွေလိုခြင်းကြောင့်တစ်ဖက်သားကရှေ့ထွက်ပေးဖို့ကိုလိုလားပေမဲ့လည်းမိမိသာထိုကဲ့သို့လှုပ်လို့သည်မဟုတ်ပဲဆက်နွယ်နေတဲ့လူမှလည်းထိုကဲ့သို့လှုပ်လို့ခြင်းကြောင့်ဖြစ်ပါတယ်။နောက်ဆုံးမှာတော့တယောက်ကတစ်ခုခုမှရှေ့ထွက်နိုင်ဖိအားပေးတဲ့ခံစားချက်ကိုခံစားရစေနိုင်ပါတယ်။ဒီလိုမျိုးဖြစ်နေရကနေနံပါတ်1ပုံစံတူစုံတွဲတွေထဲမှာတယောက်ကတော့နောက်ဆုံးမှာရှေ့ထွက်ရတာကရှောင်လွှဲလို့မရတဲ့ကိစ္စရဲ့ဖြစ်လာပါတယ်။အဲ့ဒီခါကောင်းတဲ့ရလက်ပေါ်လာလို့ရှိရင်တော့ကိစ္စမရှိပေမဲ့မကောင်းတဲ့ရလက်ပေါ်လာမယ်ဆိုရင်တော့ဘလို့ဖြစ်မှာပါလဲ။တကယ်ကိုဆက်စရာကောင်းအောင်ပြင်ရှိတော့မှာမဟုတ်ပါဘူး။ဒါပြင်အဲ့ဒီအရာကတခြားသူတွေနဲ့ပါအတူတူလှုပ်ဆောင်ရတဲ့အများနဲ့ဆိုင်တဲ့နေရာမျိုးဖြစ်နေတယ်ဆိုရင်တော့ပိုပြီးရှက်ရွံ့ရမှာဖြစ်ပါတယ်။မိမိမှာအကူအညီကိုလက်ခံခြင်းထက်ပေးရတာကိုပိုနှစ်သက်တယ်။ဒါပေမဲ့ဒီတစ်ခေါက်မှာတော့အကူအညီကိုလက်ခံခဲ့တယ်။အဲ့ဒီလိုလက်ခံခဲ့ရကနေအများနဲ့ဆိုင်တဲ့နေရာမှာမကောင်းတဲ့အခြေအနေကိုကြုံတွေ့ခဲ့ရတယ်။အလွန်ကုန်မှစိတ်ရှုပ်ရလိမ့်မှာဖြစ်ပါတယ်။ဇုံတွေကတယောက်ယောက်မှာ
အဲ့ဒီလိုအခြေအနေမျိုးမှာပေါ့နော်ရှေးရိုးစိတ်ကိုကြော်လွန်ပြီးဒေါသထွက်လာနိုင်ပါတယ်မလုပ်ချင်ခဲ့တဲ့အလုပ်ဖြစ်ပြီးမတက်နိုင်ပဲလုပ်ခဲ့ရတာမကောင်းတဲ့အရာလက်ကိုလက်ခံရခဲ့ခြင်းကြောင့်ဖြစ်ပါတယ်ဒါကြောင့်မို့လို့တာဝန်ယူရမျိုးတွေလည်းလုပ်နိုင်ပါတယ်ဒါဆိုရင်တော့တာဝန်ယူရမယ့်အပိုင်းကဏ္ဍကြောင့်လူသားကြမှာအဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးအငင်းပွားမှုတွေပေါ်ပေါက်လာနိုင်ပါတယ်နောက်တစ်ခုအနေနဲ့နံပါတ်1ပုံစံတူစုံတွဲတွေကြားမှာပေါ်ပေါက်တတ်တဲ့ပဋိပက္ခနမူနာလေးတွေကိုပြပြပေးခြင်းပါတယ်လက်မထက်ခင်အသိပေးပညာရေးကိုဆောင်ရွက်နေရင်တွေ့ဆုံခဲ့ရတဲ့စုံတွဲရဲ့အကြောင်းပဲဖြစ်ပါတယ်အမျိုးသားရောအမျိုးသမီးရောနှစ်ယောက်စလုံးမှာနံပါတ်1ပုံစံတွေဖြစ်ပါတယ်အမျိုးသားမှာဒိတ်စတင်လုပ်စဉ်ကလေးကရှေ့ကနေဥဆောင်ဆုံးဖြတ်ပြီးတွန်းအားပေးကအဆုံးသက်ဆောင်ရွက်ရတဲ့ကိစ္စတွေကိုလှုပ်ဆောင်လျက်ရှိပြီးအဲ့ဒီအရာတွေကသူ့ကိုပင်ပန်းစေတယ်လို့ထင်ကြောင်းဆိုပါတယ်။အခြားအရာတွေထက်လက်ထပ်ဖို့ကိုတက်တက်ကြွကြွနဲ့တွန်းအားပေးရင်နှစ်ဖက်မိဘတွေနဲ့ဆက်ဆံရေးဒါမှမဟုတ်အမျိုးသမီးဖြစ်သူနဲ့ဆက်ဆံရေးတို့မှာမိမိအနေနဲ့ပိုပြီးအင်တိုက်အားတိုက်ဆောင်ရွက်ရတဲ့ကိစ္စတွေများပြားကဝင်ပြီးစေခဲ့တယ်လို့ထင်ကြောင်းဆိုပါတယ်။အမျိုးသမီးဖြစ်သူကတော့ယောက်ျားသားတစ်ယောက်အနေနဲ့ဒီလောက်ပဲတာဝန်ယူရတာကိုပင်ပန်းပြီးစိတ်ပြည့်စုံမှုတွေရနေရင်ဘယ်လိုလုပ်မလဲဆိုပြီးတော့စိုးရင်ပူပန်ခဲ့ပါတယ်။အမျိုးသမီးအတွက်တော့ထိုချင်းရမှာစိတ်မကြည်မနှက်စရာဖြစ်တာကြောင့်လူမျိုးကြားကဆက်ဆံရေးဟာထိမ့်သိမ့်လို့မရနိုင်တော့တဲ့အထိဆိုရလို့လာပါတယ်။အမျိုးသားပင်ပန်းရတဲ့အကြောင်းရင်းကိုအမျိုးသမီးအနေနဲ့လုံးဝကိုသတိမထားနိုင်မိခဲ့ပါဘူး။နံပါတ်1ပုံစံအကြောင်းကိုရှင်းပြရင်နောက်ွယ်ကနေတပ်ဖို့ကူညီပေးတဲ့နေရာမှာအသားကျနေတဲ့အမျိုးသားဖြစ်သူဟာဥဆောင်တဲ့ပုံစံနဲ့ဆက်ဆံရေးကိုဆွဲခေါ်သွားပြီးလက်ထပ်ဖို့ပြင်ဆင်ခြင်းကိုဆောင်ရွက်ရတာကပင်ပန်းနေရခြင်းဖြစ်လိမ့်မယ်လို့ရှင်းပြခဲ့တဲ့အခါမှာတော့သဘောပေါက်ပြီလို့ဆိုပါတယ်။လူနှစ်ယောက်ကအချင်းစရိုက်တူတာကြောင့်အရန်ကောင်းလိမ့်မယ်လို့ထင်ခဲ့ပေမဲ့လည်းဒီလိုကိစ္စတွေရှိလာလိမ့်မယ်လို့မထင်ခဲ့မိကြောင်းဆိုကအမျိုးသမီးမှာအမျိုးသားကိုအားနာပြီးတောင်းပန်စကားဆိုခဲ့ပါတယ်။နံပါတ်1ပုံစံတွေကြားတဲ့ကပဋိပက္ခဖြစ်စေနိုင်တဲ့စကားပြောဆိုပုံကတော့ဒီလိုမျိုးဖြစ်ပါတယ်။ယောက်ျားဖြစ်သူကကူညီပေးမိတာပြဿနာလားကွာမိမသာအမားလောက်တာကိုဘာလို့ကူညီပေးတဲ့ငါ့ကိုအပြစ်တင်နေရလဲမိမဖြစ်သူကကျမဘယ်တော့မှကူညီပေးပါလို့ပြောခဲ့လို့လဲရှင်ကူညီပေးလိုက်လို့ကျမအရှက်ရခဲ့ရတယ်လေနောက်တစ်ခုအနေနဲ့နံပါတ်1ပုံစံလူစုံတွဲတွေအတွက်ပဋိပက္ခတွေကနေပြန်လည်သိညက်စီတဲ့နည်းလမ်းလေးတွေကိုပြပြပေးသွားပါမယ်နံပါတ်1စုံတွဲတွေအတွက်အတူတကွပေါင်းစည်းပြီးပြဿနာကိုဖြေရှင်းတဲ့ပုံစံဟာတူးချင်းစီရဲ့ဘဝမှာရောနောက်ပြီးဇုံတွဲရဲ့ဘဝမှာပါလိုအပ်တဲ့နည်းလမ်းဖြစ်ပါတယ်။ဇုံတွဲဖြစ်တာကြောင့်ပူးပေါင်းမှု project ကိုဖန်တီးပြီးအတူတကွကူညီကပေးရမြင့်တဲ့ကိစ္စကိုဆောင်ရွက်မယ်ဆိုလို့ရှိရင်ဘဝနဲ့ချစ်မြတ်တာရဲ့အရေးအသွေးကိုအတော်လေးတိုးတက်မြင့်မာအောင်လုပ်ဆောင်နိုင်မှာပဲဖြစ်ပါတယ်။ကျမတို့ဟာကူညီပေးတတ်သူဆိုတဲ့ကိုယ်ပိုင်လက္ခဏာကိုလည်းအသုံးချရရောက်ပြီးဇုံတွဲရဲ့ပြဿနာကိုလည်းဖြေရှင်းရရောက်တာကြောင့်ပျော်ရွှင်မှုကိုဥတည်တဲ့တရားကိုလည်းဖန်တီးနိုင်စွမ်းရှိပါတယ်။နောက်တစ်ခုကတော့နံပါတ်1တွေအနေနဲ့မိမိရဲ့စိတ်ခံစားချက်ကိုအလေးထားရမှာပဲဖြစ်ပါတယ်။ငါကိုယ်တိုင်အတွက်လုပ်ပေးနိုင်တဲ့အရာကိုလိုအပ်တယ်။အပြင်မှာကူညီပေးရမယ့်လူကိုရှာတာထက်တယောက်ချင်းနေတဲ့နည်းလမ်းကိုသင်ယူရမှာပဲဖြစ်ပါတယ်။ချစ်ချင်းမြတ်တာပေးဆက်ခြင်းကိုတခြားသူတွေစီကနေစပြီးငါကိုယ်တိုင်စီကိုပြန်လည်ရောက်ရှိလာဖို့ကအရေးကြီးပါတယ်။မိမိကိုယ်ကိုချစ်ခြင်းဟာကိုယ်တိုင်အတွက်လည်းအရေးကြီးပြီးမကူညီလဲပဲချစ်ခြင်းတရားလက်ခံရရှိနိုင်တယ်ဆိုတာကိုသိထားဖို့လိုအပ်ပါတယ်။နောက်ဆုံးတစ်ချက်အနေနဲ့နံပါတ်1ပုံစံလူစုံတွဲတွေဟာစစ်ဆိုင်ရေးနဲ့ပတ်သက်ပြီးခင်မင်ရင်းနှီးမှုနောင်ကျိုးကိုပြန်လည်တည်ဆောက်ရမှာပဲဖြစ်ပါတယ်။ဘယ်လိုမျိုးတည်ဆောက်ရမှာလဲဆိုတော့တစ်ခါသားရဲ့အတွင်းစားအားကိုထုတ်ဖော်ပြသနိုင်ဖို့အတွက်ကူညီပေးတဲ့အခါမှာစစ်ဆိုင်ရေးထိန်းသိမ်းဖို့အတွက်ကိုပိုင်ဆိုင်ရတဲ့စွမ်းအားရဲ့တစ်ဝက်ကိုပဲအသုံးပြုပါ။ကျန်တဲ့တစ်ဝက်ကိုတော့ကိုတိုးတက်အောင်လုပ်တဲ့နေရာမှာအသုံးပြုတာကပိုပြီးကောင်းပါမယ်။သူတို့နှစ်ဦးအတွက်ပဋိပက္ခတွေကနေပြန်လည်သိမြတ်စေနိုင်တဲ့စကားပြောဆိုပုံကတော့မိမဖြစ်သူကလက်ဆောင်အတွက်ကျေးဇူးပါပဲကျမကိုလှအောင်ပြင်တဲ့နေရာမှာသုံးပါမယ်ယောက်ျားဖြစ်သူကကိုကကျေးဇူးတင်ရမှာပေါ့ကိုတို့တယောက်ကိုတယောက်ယူဆိုင်ကြစို့အခုဆိုရင်တော့ခက်တဲ့ Enneagram နဲ့ကနံပါတ်1ပုံစံလူစုံတွဲတွေရဲ့အကြောင်းကိုပြပြလို့ပြီးသွားပြီဖြစ်ပါတယ်Enneagram အကြောင်းကိုစိတ်ပါဝင်စားပြီးမိမိရဲ့အချင်းချင်းစီစဉ်မှုကိုပြုလုပ်လို့ရဆိုရင်တော့ဟောပြပါလိမ့်စာကိုဆက်သွယ်မင်းစုံစမ်းနိုင်ပါတယ်။ဟုတ်ကဲ့ပါအဆုံးထိကြည့်ပေးကြတဲ့သူတွေအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်။နောက်ပတ်တင်မှာလည်း Enneagram နဲ့ပတ်သက်ပြီး
စိတ်ဝင်စားဖို့ကောင်းတဲ့အရာတွေကိုတင်ဆက်ပေးသွားအောင်မှာဖြစ်လို့ဒီ page လေးကို like and follow လုပ်ထားဖို့လည်းမမေ့ကြနဲ့အောင်နော်ပြီးတော့ဒီဗီဒီယိုလေးကိုကြိုက်နှစ်သက်တယ်ဆိုရင် like and share လေးလည်းလုပ်သွားပေးကြပါအောင်နော်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်